ဒီလိုနဲ့ episode 2မှာတော့ခါကာမီတယောက်မင်းညာခူလူကိုပြပြသွားတဲ့ Generation of America တဲ့လူတွေအကြောင်းစဉ်းစားရင်ခူလူကိုရဲ့ကစားပုံကိုလည်းမြင်မိသွားပြီဖြစ်တဲ့အတွက် Generation of America လူတွေကိုအပြတ်ဖြုတ်ပြီးဂျပန်နိုင်ငံကအကောင်းဆုံး basketball သမားတွေကိုနိုင်ယူပြီးအတော်ဆုံးဖြစ်လာရမယ်ဆိုတဲ့သူ့ရဲ့အိမ်မက်ကိုတွေးရင်ကျေနပ်လို့နေပါတော့တယ်ချက်ချင်းပဲကပတိန်စီတော့ပြီးပွဲကစားလို့ရပြီလားလို့သွားမိတဲ့အခါမှာတော့ကပတိန်ကကစားလို့မရသေးကြောင်းတရားဝင်ကစားသမားဖြစ်ချင်ရင်တော့လောက်စရာတစ်ခုကြံသေးကြောင်းနဲ့အဲ့ဒီအကြောင်းအရာကိုတော့ coach ကိုသွားမေးဖို့ပြောပါတော့တယ်ဒီလိုနဲ့ခါကာမီရုတ်တရက်ရောက်သွားတော့ coach လည်းလန့်သွားပြီးဒီနေ့ဘာလို့ဖြစ်နေရလဲခါကာမီလည်းနေရောပဲလားဆိုတော့ဘယ်လိုလာသွားသေးရလဲလို့မေးတော့မှခူလူကိုကညနေပဲလန့်တာခံလိုက်ရတဲ့ပထမဦးဆုံးတစ်ယောက်ဖြစ်ကြောင်းပြောရင်သူ့ကိုလာတွေ့ရဇီရွယ်ချက်တူးနေကြောင်းနဲ့တရားဝင်ကစားသမားဖြစ်ချင်ဖောင်တစ်ခုပေးလိုက်ရင်ဖြည့်ဖို့နဲ့တင်းနှင်းလာနေမနဲ့8:40ကြာရင်ကျောင်းရဲ့ခေါင်းမိုးပေါ်မှာပဲဖောင်ကိုပြန်ပြီးလက်ခံမယ့်အကြောင်းပြောလိုက်ပါတော့တယ်ဒီလိုနဲ့တင်းနှင်းလာနေမနဲ့8:40ကျောင်းရဲ့အမိုးပေါ်မှာတော့ coach က junior ကစားသမားတွေရောအားလုံးရောက်ရှိလို့နေပါပြီအဲ့ဒီမှာ coach ကလည်းမင်းတို့အားလုံးငါစောင့်နေတာဆိုပြီးတော့ပြောနေရင်တစ်စက်ထဲမှာပဲနောက်9မိနစ်ဆိုရင် assembly စတော့မယ်ဆိုပြီး on နေတဲ့ဆရာရဲ့အတန်ကိုကြားလိုက်ရပါတော့တယ်အဲ့လိုနဲ့မစခင်မှာပဲ coach ကသူပြောစရာရှိသေးကြောင်းအကြောင်းကတော့မိနစ်ကစပြီးဒီအသင်းရဲ့ coach လုပ်ပေးပါလို့သူ့ကိုပြောတဲ့ captain နဲ့သူ့ရဲ့ဂတိတစ်ခုရှိခဲ့ပြီးအဲ့ဒါကတော့သူဒီအသင်းကိုအစွမ်းကုန် train national championship ကိုရယူမယ်လို့ပြောရင်လာမယ့်အကောင်းဆုံးတွေအားလုံးလည်းလက်မခံနိုင်ရင်တခြားအသင်းတွေရှိသေးကြောင်း join လို့ရသေးကြောင်းနဲ့နောက်ဆုံးအရေးကြီးတာတစ်ခုကခုကစပြီးအသင်းနဲ့ပတ်သက်ရင်ဖြစ်နိုင်မှာပါလို့မဖြစ်ခဲ့ရဘူးလေတစ်ချိန်ကျဖြစ်မှာပါလေအဲ့ဒါတွေအလိုမရှိတဲ့အတွက်မင်းတို့မှလည်း basketball နဲ့ပတ်သက်ရင်ရည်ရွယ်ချက်တစ်ခုစီတိုင်းရှိမယ်ဆိုတာဒီကြောင့်အိမ်မက်တွေရှိမှာပဲဆိုပြီးကဲမင်းတို့အတန်းနာမည်နဲ့ရည်မှန်းချက်တွေအားလုံး assembly မစခင်ចောင်းသားចောင်းသူတွေအားလုံးရှိမှာအော်ပြီးကြီးညာဖို့ပြောပါတော့တယ်တစ်ဆက်တည်းအဲ့ဒီရည်မှန်းချက်တွေအားလုံးမဖြစ်နိုင်ခဲ့ဘူးဆိုရင်ဒီအပေါ်ပြန်လာခဲ့ရမှာဖြစ်ပြီးတော့မင်းတို့စိတ်ဝင်စားပါတယ်ဆိုတဲ့ကောင်းမလေးရှိမှာကိုလုံးဒီနဲ့ပဲချီးဆိုအောင်မယ်ဆိုပြီးပြောပါတော့တယ်အရှိရစီနီယာတွေလည်းအကုန်လိုက်နာခဲ့ကြတယ်လို့ပြောတော့ဂျူနီယာတွေလည်းလန့်နေပါရောဒါပေမဲ့ခါကာမီကတော့ဒါလေးများတက်လောက်တော့မကတ်ဘူးဆိုပြီးဘာမော်တီစောက်တာကြကြတက်သွားပြီးတော့စတင်ပါတော့တယ်ဂျူနီယာတွေလည်းရှင်းနေပြီးတော့ coach ကတော့သဘောတည်ကြရင်းနဲ့အောက်ကကပတိန်တို့အဖွဲ့ကလည်းဒီနှစ်လည်းထိပြန်ပြီးချင်နေပေါ့ဆိုပြီးလန့်နေပါတော့တယ်။ကဲပြီးတော့ဒုတိယတစ်ယောက်ဆိုတော့အားလုံးကြားမှာဂရောင်းကထွက်လာပြီးသူဟာပြုံးနေတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပြီးဘယ်အားကစားမှမကစားတဲ့ဘူးကြောင့်နဲ့သူဟာ9နှစ်မှာစပြီးကျောင်းပွဲတွေမှာ basketball စတင်တွေ့ရှိပြီးတော့နှစ်သက်မိကြောင်းဆောက်ရည်မှုပါတာတွေပြောနေတော့ coach ကလည်းနောက်တစ်ယောက်ဆိုတဲ့ရိုက်ချက်နဲ့အတူဆုံးသက်လိုက်ပါတော့တယ်။နောက်တစ်ယောက်ကတော့သူကလူတွေကူညီရတာနှစ်သက်ကြောင်းနဲ့အတီးတီးပြောလို့ပြီးတဲ့အချိန်မှာတော့ခူလူကိုရဲ့အလက်ပဲကြံကြောင်းသတိထားမိပြီးခူလူကလည်းသူကဒီတဲ့အတန်မကျေနိုင်တော့လို့စပီကာနဲ့ပြောမယ်အလုပ်ကျောင်းဆရာရဲ့ဒီနှစ်လေဘတ်စကတ်ဘောအသင်းမဲလားဆိုတဲ့အတန်နဲ့အတူအားလုံးအော်ဝါတာပေးခံရပါတော့တယ်အဲ့ဒါပြီးတော့ညမှာတော့ကာကာမီယာလည်းထုံးစံအတိုင်းရှယ်တီးပလန်နဲ့လုံမယ်ဆွဲပြီးမှခူလူကိုသတိထားမိလို့လန့်နေပါရောအဲ့လိုနဲ့စကားပြောနေကြရင်လည်းကာကာမီယာ Generation America မှာခူလူကိုစတမမြကစားသမားဖြစ်နေပါလေနဲ့ဘာလို့ပြောင်းလာခဲ့လဲပေါ့တခြားနောက်ထပ်မင်းရဲ့ basketball ကစားရတဲ့ရည်ရွယ်ချက်ကိုရှိသေးလားလို့မေးပါတော့တယ်။ခူကလည်းသူကစားခဲ့တဲ့နေ့ရက်တွေပြန်တွေးရင်သူ့ရဲ့အလဲတန်းအသင်းက basketball မှာ talent ရှိတဲ့သူတွေအများကြီးဖြစ်ပြီးတော့အနာယူခြင်းဆိုတဲ့အရာအားလုံးရဲ့ရည်မှန်းချက်ဖြစ်နေကြောင်းနဲ့တဦးချင်းစီရဲ့ skill တွေကြောင့်အသင်းကိုဘယ်သူမှမရှင်းနိုင်ခဲ့ဘူးပေါ့။ဒါပေမဲ့ခူကိုပြောတာကတော့သူ team လို့မခံစားခဲ့ရဘူးပေါ့။တခြား9ယောက်ကသူတို့ရဲ့အနာယူခြင်းတွေနဲ့အတူသူတို့ရဲ့ဖြစ်တည်မှုတက်တည်ပြခဲ့ပြီးမြဲခူကတော့အသင်းမှာအရေးကြီးဆုံးအရာတစ်ခုကလက်ဟာနေတယ်လို့သတိထားမိလာတော့တယ်။အဲ့ချိန်မှာခါကာမီယာလည်းအရင်စိတ်ဝင်စားနေပါရောစိတ်ဝင်စားပြီးတော့အဲ့ဒါဘာလဲလို့မေးတဲ့အချိန်မှာတော့ခူကအဲ့ဒီလက်ဟာနေတဲ့အချက်ကသူ့ရဲ့အခုရည်မှန်းချက်ဖြစ်နေကြောင်းပြောပါတော့တယ်အဲ့ဒီအခုရည်မှန်းချက်ကတော့သူကအခုလက်ရှိသူ့ရဲ့အသင်းပေါ်ကြီးအားလုံးနဲ့အတူဒီနေ့မှာအကောင်းဆုံးဘတ်စကတ်ဘောအသင်းဖြစ်လာရမယ်ဆိုတာသူ့ရဲ့ရည်ရွယ်ချက်လို့ပဲပြောပါတော့တယ်နောက်နေ့မနက်ခါကာမီကျောင်းရောက်သွားတဲ့အချိန်မှာတော့တန်းပေါ်ကြီးအားလုံးကအပြင်ကိုရုံတည်ကြည့်နေတာတွေ့လိုက်ရတော့သူလည်းဘာလဲဆိုပြီးတွားကြည့်လိုက်တဲ့အချိန်မှာကိုရဲ့အကောင်းဆုံးဘတ်စကတ်ဘောအသင်းဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ကိုကျမ်းပြင်မှာရေးထားသူတွေ့လိုက်ရပါတော့လေ coach နဲ့အသင်းဘော်တွေကလည်းကျေနပ်တယ်ပေါ့ဗျာပြီးတော့အသင်းဘော်တွေလည်းမကကန်နဲ့မှာ training အတွက်ပြင်ဆင်နေကြပြီးတော့ Generation America ကစားသမားတွေအားလုံးရဲ့ interview ကိုပါထားတဲ့ဂျာနယ်ကိုတွေ့လိုက်ရပါတယ်ပြီးတော့အသင်းသားတွေကလည်းယူဖက်ပြီးမှဒီ interview တွေမှာခူကိုရဲ့အကြောင်း interview ထဲမှာမတွေ့ဘူးဘာလို့မင်းမပါလဲလို့မြင်လိုက်တဲ့အချိန်မှာခူကလည်း interview တွေအားလုံးသူ့တတိထားမိပုံမပေါ်ဘူးလို့လည်းပြန်ဖြေလိုက်ပါတော့လေပြီးတော့သူတို့ဒီနေ့ practice game ရှိကြောင်းနဲ့ coach ကလည်းဒူးဆန်းနေပြီးတော့ခုံပေါက်လာကြောင်းပြောပြပါတော့လေတစတဲ့ကပတိန်ကသူခုံပေါက်လာပြီဆိုတော့ငါတို့နဲ့ဒီနေ့ပြရမယ့်တင်ကအရန်ကျန်းနေလို့ပဲလို့ရှင်းပြပါတော့တယ်။ကဲနောက်ဆုံးတစ်ခုမှတော့မြင်လိုက်ရတာကိုဆန်ရွှေတယောက်ဆေဝင်းချောင်းရှိကိုရောက်ရှိနေပြီးတော့ထူးဆန်းတာကကောင်မလေးတွေအားလုံးရဲ့အာရုံစိုက်မှုခံနေရတာပါပဲ။မော်ဒယ်ချင်းနေပါညာဆိုပြီးပြောနေတဲ့ကောင်မလေးတွေရဲ့တီးတိုးစကားတွေလည်းကြားနေရပါတယ်။ဒီဘက်ကမရနိုင်ကြတဲ့အိမ်မက်များဟုတ်ဗျာ။ဒီလိုနဲ့အเจ้าရဲ့အားကစားခန်းမတွေမှာတော့ခက်တာမီတို့အသွေးကူလုံးနေတဲ့အချိန်ပေါ့ဗျာ။ Robert Blaine နဲ့ပေါ့အဲ့ချိန်မှာပဲခက်တာမီရဲ့သူ့ရဲ့လျင်မြန်မှုတို့နဲ့အတူတစ်ဖက်ကစားသမားကို fake ပြီးတော့360 spin fake နဲ့အတူတန်းလိုက်ပါတော့လေ
လှုပ်ရှားသွားပုံကဆောင်းရမ်းမိုက်တော့တင်းပေါ်တွေကလည်းအားလုံးအံ့ဩရင်းနဲ့ပေါ့ဒီကောင်တာပါရင် Generation America ကိုနိုင်လောက်တယ်ပေါ့ဗျာယုံကြည်ချက်အပြည့်နဲ့ပေါ့ခူရီကိုကတော့ကစားနေတဲ့ပုံစံတိတ်သဘောကျပုံမရသေးဘူးဗျဒီလိုနဲ့ coach ကရောက်ရှိလာပြီးတော့တိလိုက်ရတာသူတို့ဒီနေ့စပြီးတော့ပြန်ရမယ် practice team က Kaiju High School ကအသင်းနေတယ်အဲ့ဒီ Kaiju ဆိုတဲ့အသင်းကလည်းဟိုတိမဟုတ်ပဲတန်မာတဲ့အသင်းတစ်သင်းဖြစ်တယ်ဗျ top 10ကိုလည်းနှစ်စဉ် inner hype ဝင်ပြိုင်နိုင်တဲ့အထိကိုဝင်ခဲ့တဲ့အသင်းဖြစ်တယ်ဗျပြီးတော့ဒီနှစ်မှာ Kaiju အတွက်ပို့ပြီးတော့ကျန်းသွားတာက Generation of America မှာပါဘူးခဲ့တယ် Kisser Ruta ဆိုတဲ့ကောင်ကရောက်ရှိနေပြီဆိုတော့သူတို့စတိလိုက်ရပါတယ်အဲ့လိုကြားလိုက်ရတော့ခါကာမီနဲ့အသင်းသားတွေအားလုံးကလည်းစတင်ပြီးတော့စိတ်လှုပ်ရှားနေကြပါတယ်ဒါပေမဲ့ခါကာမီတယောက်ကတော့သူ့အတွက်ဒီနေ့ဟာကန်ကောင်းကြီးတွေအားလုံးကိုဆောင်လာပေးတဲ့နေ့ပဲဆိုပြီးပြောနေပါတော့တယ်အကြောင်းတော့ Generation of America မှာပါဘူးခဲ့တဲ့ Kisser ဆိုတဲ့ကောင်နဲ့သူနဲ့ထိတိုက်တွေ့ရမယ့်နေ့ဖြစ်လာလို့ပဲဖြစ်ပါတယ်ဆက်သေးကွင်းထဲကိုလည်းမိန်းကလေးများစုကရောက်ရှိလာကြပြီးတော့အဲ့ဒီရောက်ရှိနေတဲ့မိန်းကလေးအားလုံးဝန်းရံခံနေရတဲ့နောက်အကြောင်းရှိမှတွေ့လိုက်ရတဲ့ကိုဆန်ရွှေတွေ့ရှိရပါတယ်ကိုဆန်ရွှေဘယ်တော့စောက်ခွဲပြောင်းလဲဆိုရင်တော့သူ့ရှိမှတန်းစီနေတဲ့မိန်းကလေးတွေလက်မှတ်ထိုးပေးနေရလို့9မိနစ်လောက်သူ့အချိန်ထပ်ပေးပါဆိုပြီးတော့ကိုဖွဲ့လမ်းစားပါတယ်ဒီလိုနဲ့9မိနစ်ပြီးမှတော့ကိုဆန်ရွှေကကိုစီကိုတက်တက်ရောက်လာပြီးတော့ချစ်ဆုံးတငယ်ချင်းတွေပါလုံနေပါကိုဘက်ကစောက်ခွဲမလုပ်တော့ကိုဆန်ရွှေလည်းကြည်ကွဲပေါ့ပြီးမှတိလိုက်ရတာကကိုဆန်ရွှေကခစ်ဆဲရူတာဆိုတဲ့လူပဲ second year ပဲရှိပြီးတော့မှ Generation of America မှာအစွမ်းပြနိုင်ခဲ့တယ်နောက်ဆုံးမှာအသင်းနဲ့ဝင်လာတာဆိုပေမဲ့ဘတ်စုံနေရာဆုံးကစားပေးနိုင်တဲ့ပါရမီရှင်လို့သတ်မှတ်ထားကြတယ်။ဒါပေမဲ့ကိုဆန်ရွှေကဆက်ပြီးတော့မျက်နှာတွေပြောင်းပြီးတော့ဘောလုံးနဲ့ပေါက်ခံလိုက်ရတယ်။ပေါက်လိုက်တာကတော့ခါကာမီဒါပေမဲ့ဆန်ရွှေဦးတီဆန်ရွှေစကီနဲ့ကာလိုက်နိုင်တယ်။ခါကာမီဘောလုံးနဲ့ပေါက်လိုက်ရတဲ့ရည်ရွယ်ချက်ကတော့ Generation of America လာတဲ့ကောင်ဆိုတော့သူ့အတွက်ကတော့ပြည့်မဲ့လူတောင်ဖြစ်နေပြီဆိုတော့ကောင်းစိုးလေးဘာလို့စကားတွေများနေရလဲ။ငါနဲ့ basketball တူလာဆော့လိုက်ဆိုပြီး challenge စခေါ်ပါတော့လေ။ကိုဆန်ရွှေဘက်ကလည်းပေးများတာတွေဘာတွေမလုပ်တော့ပဲချက်ချင်းလက်ခံပြီးတော့ခါကာမီ versus Kisser ဆိုတဲ့ 1vs1 battle စတင်လာတော့တယ်ဒီနှစ်ပွဲရဲ့အစမှာတော့ဘောလုံးကိုကိုဆန်ရွှေကစတင်ကင်ထားပြီးတော့ပေါ့ပဲဥဆောင်ပြီးတော့ခုနကခါကာမီ 1vs မှာတုံးခဲ့တယ်လို့ပဲ fake ပြီး 360 spin fake နဲ့အတူခါကာမီပုံစံအတိုင်းနဲ့ dangle နဲ့အတူဆုံးသက်ပေးလိုက်ပါတယ်အရှင်ခါကာမီလေးပေါ်မှာပဲသူတစ်ဆက်တည်းတိလိုက်ရတာကဆန်ရွှေရဲ့သူ့ထက်မြန်ချောင်းနဲ့ကြမ်းချောင်းပုံပြီးလက်ခံသွားတယ်ကျန်တဲ့အသင်းသားတွေကလည်း Generation of America လာတဲ့ကောင်စကေးကိုမြင်လိုက်ရတာပေါ့ဗျာဒီလိုနဲ့အသင်းသားတွေကလည်းကိုနာသွားပြီးတော့မင်းသမီးချင်းကျန်းလာရပါနဲ့လောက်နေတော့အဲချိန်ကိုလည်းပြန်ရှင်းပြမှကိုကဆန်ရွှေနဲ့တိတ်ပြီးမခင်ကြောင်းနဲ့ကိုသူ Generation of America ကနေထွက်ခဏီလာနေငယ်လူမှကိုဆန်ရွှေပြောင်းလာကြောင်းသိလိုက်ရပါတယ်ဒါပေမဲ့သူစပြီးနေဘူးတော့ဟာဒီလောက်မကြမ်းသေးပဲနဲ့အခုသူမြင်လိုက်ရတော့ပုံပြီးချမ်းလာတယ်ဆိုပြီးတော့ကောက်ချက်ချပါတယ် Generation of America ကစားသမားတွေကတနေ့ပြီးတနေ့ပို့ပြီးတန်မာလာတယ်ဆိုတော့ကိုကဆန်ရွှေရဲ့တိုးတက်လာပုံကြည့်ပြီးတော့သူတတ်မှတ်လိုက်ပါတော့တစ်ဖက်မှာလည်းကိုဆန်ရွှေစိတ်ပြက်နေတဲ့ပုံနဲ့စောက်တာကြပဲစိတ်နေပေမဲ့လည်းထွက်တော်လေးမရသေးပါဘူးလေဆိုပြီးတော့ကိုစီကိုဥတီလာနေပြီးတော့ကိုသူတို့အတင်းပေးလိုက်ဖို့အတင်းသားတွေအားလုံးတောင်းခံပါပါတယ်အတင်းသားတွေအားလုံးလည်းချက်ပြီးအံ့ဩပြန်ရောအနိုင်ယူခြင်းကအရာရာပဲမလို့ဘာလို့မင်းတို့ challenge ရှိတဲ့သူကဒီလိုအတင်းမှာအချင်းကုမ္ပဏီတင်ကြောင်းနဲ့ကိုနဲ့လည်းအတူတူထပ်ပြီးကစားခြင်းသေးကြောင်းကိုအပေါ်မှာလည်း respect အပြည့်ပေးထားကြောင်းကိုသိရှိလိုက်ရပါတော့တယ်ဒါပေမဲ့ကိုဘက်ကတော့ရင်းကြီးပဲချက်ချင်းကိုညှင်းပေးလိုက်ပါတယ်အကြောင်းကတော့သူ့မှာအခုခိုင်မာတဲ့ရည်ရွယ်ချက်ရှိနေပြီဖြစ်ကြောင်းနဲ့ခါကာမီကိုလည်းဂရီပေးထားပြီးသားဖြစ်တဲ့အတွက်မလိုက်နိုင်ဘူးဆိုပြီးတော့ပြောပါတော့တယ်။အခုပြောနေတဲ့အရာတွေအားလုံးကလည်းအတီးဖြစ်ပြီးတော့သူခါကာမီနဲ့အတူ Generation of America ကိုအနိုင်ယူမှာတေချာပဲဆိုပြီးတော့အစဲကိုတက်မက်ကြည့်ပါစင်ခေါ်ပါတော့တယ်။ခါကာမီလည်းချက်ချင်းဆိုပြီးထလာပြီးတော့ဆန်ရွှေနဲ့ကိုဘေးကိုချက်ချင်းရောက်လာပြီးတော့သူပြောမယ့်စကားတွေကိုဘာလို့ပြောလိုက်တာလဲဆိုတာ Generation of America နဲ့သူနဲ့စပြီးတွေ့ရတဲ့အတွေ့အကြုံနဲ့ခုကြုံနေရတဲ့ကောင်တဲ့ကျန်တဲ့၄ကောင်ကဒီထက်ပိုပြီးတော့ပဲကြမ်းမှုရှိတော့တယ်။အဲ့တော့ကြောင့်လည်းခါကာမီတယောက်လည်းခွန်အားအပြည့်နဲ့ပြန်ထလာခြင်းဖြစ်တယ်။ခုနခံရတဲ့အတွက်လည်းနေပြုံးပြီးဆန်ရွှေကိုကြည့်တာပြင်းလို့ ready အနေထားနဲ့ရက်နေပါတော့။ကဲဒီလိုနဲ့ episode 2ကဒီမှာပြီးဆုံးဖြစ်ပြီးတော့နောက်လာမယ့် episode 3ကနေစပြီးတော့ဆောင်းရင်းချမ်းတဲ့ battery ကိုဝင်ရမှာဖြစ်တဲ့အတွက် episode 3မှာတွေ့ပါမယ်နော်။